ပြီးသွားရင်အဲ့လိုပဲခုနတော့လိုပဲဒီထိုးပြီးသားအပေါက်ကနေကြီးမယ်1 2 3 4 5 6 9ပေါက်မြောက်ကနေပြန်တက်လာပြီးထိုးပြီးသားအပေါက်ကနေပြန်ဆင်းဟိုဘက်ရောက်တဲ့ထိထိုးမယ်ဒီဘက်ကိုပြန်ရောက်လာပြီဒီဘက်ပြန်ရောက်လာရင်အပေါ်တစ်လိုင်းကျန်သေးတယ်အပေါ်တစ်လိုင်းဆက်ထိုးအောင်မယ်နော်ဟောတစ်လိုင်းဆက်ထိုးအောင်မယ်ဆိုတော့ဒီမှာအခုဒီမှာခြီကဒီအောက်ဘက်ဒီနားမှာဆင်းသွားတာဒီထိတ်ကဆင်းသွားတာမဟုတ်ဒီနားကဆင်းသွားတာဒီမှာအဲ့ခါကျတော့ကိုထိုးမှာဒီအပေါ်ကဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြီကိုခုနအစားတက်တယ်လို့တက်ပြီးတော့မှဒီအပေါ်တစ်ခွက်ကျန်တာကိုလှထိုးလဲရတယ်အဲ့လိုမဟုတ်ပဲနဲ့အမဆိုရင်ခြီကိုမဖြတ်တော့ဘူးကိုထိုးကျင်တဲ့နေရာအနောက်ကနေဒီမှာခြီကိုမြုပ်ပြီးတော့ဒီအစဖြောက်တယ်လို့ပဲဟိုမြုပ်ပြီးတော့ဝင်လာတယ်အဲ့ဒါပြီးရင်ဒါကိုကအခုဒီကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုထိုးခြင်းနဲ့ဒီဟာလေးကိုဆက်ပြီးပြန်ထိုးသွားလို့ရပြီနော်ချီပြုတ်သွားလို့ပြန်ထည့်လိုက်အောင်မယ်တကယ်လို့ထဲတဲ့ခါကြလို့ရှိရင်စတိအက်ကိုဝယ်မိတဲ့သူအက်တီဝယ်တဲ့ခါကျရင်အနဖားသေးတာမျိုးဝယ်မိတယ်ဆိုရင်ချီကိုဒီမွေးပွားချီကိုဒီထိတ်ကလေးကိုကော်လေးနဲ့တုတ်လိုက်တုတ်ပြီးတော့ဖိပြီးတော့မှထည့်လဲရတယ်နော်အက်တီကတချို့တွေကသေးတာဝယ်မိတတ်ကြတယ်ကိုယ့်အကူပစ္စည်းဝယ်တဲ့ခါကျအဲ့ခါကျရင်ချီကိုအဲ့လိုမျိုးထည့်ပြီးတော့ကော်တုတ်ပြီးထိုးသွားလို့ရတယ်နော်ပြီးသွားပြီဆိုတော့ကြံနေတဲ့တလိုင်းကိုဆက်ပြီးတော့ထိုးမယ်ဒီအပေါ်ဆုံးကနေရေးလိုက်ရင်1 2 3 4 5 6ထိုးပြီးသားပေါင်းနေဆို9ခုကွက်တီပဲเนาะအဲ့တော့ကြံနေတဲ့ line ကိုဆက်ပြီးတော့ထိုးရပါမယ်ဒီအပေါ်ဆုံးထောက်ကလေးတွေဒီပုံဖော်ပြီးသားကတ်လေးတွေဆိုလို့ရှိရင်ဒီထောက်ပေါက်ကလေးတွေနည်းနည်းသေးတယ်ဒါပေမဲ့ထည့်လို့တော့ရတယ်เนาะနည်းနည်းလေးတော့ခက်ခက်ခဲလေးထည့်ရတယ်လို့လေးတော့ဖြစ်တယ်ထည့်လို့တော့ရပါတယ်လေเนาะဒီမှာထောက်စွန်းပေါက်လေးကနည်းနည်းလေးတော့အဝိုက်ကလေးပုံဖော်နည်းနည်းတော့သေးတယ်ထိုးလို့တော့ရတယ်ထိုးလဲထိုးသွားပါမယ်မထိုးပဲထားခဲ့လို့ရှိရင်အဲ့နေရာလေးကကြည့်မကောင်းဘူးဆက်တဲ့ခါကြလို့ရှိရင်ပေါ်ချက်တွေပေါ်နေတတ်တယ်ထိုးပြီးသားအပေါက်ကနေပြန်တက်ပါမယ်ဒီအိတ်လေးတွေထိုးရတာတတော်ကိုလွယ်တယ်။ကြိုင်ရတာလည်းပေါ့ပေါ့ပါပါရှိတယ်။ဝိတ်မမြောင်။ကဲဒါဆုံးပေါက်ကိုရောက်သွားပါပြီ။ပြီးပြီ။အားတိုင်းလို့တလို့ပဲအနောက်ဘက်ကိုလှည့်မယ်။ခြီကိုအနောက်ဘက်မှာအစားဖြောင်းမယ်။နော်အဲ့ဆိုရင်ဖြတ်လိုက်ရပြီတကယ်လို့ကိုယ်စိတ်ချခြင်းနဲ့ဆိုရင်ခြီလဲကျန်သေးတယ်ဆိုတဲ့ခါကျတော့ခက်လန်းလန်းလေးထပ်ပြီးတော့ပို့လိုက်လဲရတယ်ကိုပို့ခြင်းတဲ့လောက်နေထားတွေပို့ပြီးပို့တာလေးကိုဖြတ်ပလိုက်လို့ရှိရင်ရပါပြီဒါဆိုပြီးသွားပြီနော်ဒီအစင်းနေပြီးသွားပြီအမားတို့အိတ်ကိုပုံမှန်ဖို့ပဲကျန်တော့တယ်နော်ဒီလိုမျိုးလေးလာမယ်ဘေးလေးတွေတွဲမယ်တွဲဖို့ပဲကျန်မယ်နော်တွဲတာလေးကိုနောက်ထပ်ဗီဒီယိုလေးမှာပြပေးမယ်နော်